ဒီဖရွန်ရဲ့အပိုင်း9မှာဆိုလို့ရှိရင်သွေးစရာတီအိုတွေအများကြီးပါပါတယ်။အပိုင်းနာမည်က The Calm Before the Storm ဆိုတော့မုန်တိုင်းမလာခင်လေပြည့်အရင်လာရဲဆိုတဲ့ပုံစံမှာဒါဆိုဒီအပိုင်းမှာရောဘာထူးခြားချက်တွေပါလဲဆိုတာကိုမေတို့အတူတူကြည့်လိုက်ရအောင်။ထပ်ပြီးတာကရေစကန်းကိုလာပြီးမှအရင်ပိုင်းတုန်းကသူမကိုတမန်းအီရဲလို့ချိန်ချောက်တာတွေရဲ့သူကဂျင်ကိုတက်ခဲ့ရဆိုတာတွေကို voice ကိုပြောပြနေပါတယ်။တမန်အီရဲလို့ကထပ်ပြီးတာကိုအတုံးချဖို့ကြံနေသေးရဆိုတော့မတက်သေးပေမဲ့နောက်ပိုင်းကျရင်တော့တက်နိုင်တော့ပါတယ်။တမန်အီရဲလို့ဒီမှာရှိကြတဲ့ကထပ်ပြီးတာရဲ့ပုံစံမျိုးမျိုးနဲ့ကြုံခဲ့ရပြီမို့လို့သူကတော့မှမင်းကငါမှရှိရတဲ့အားလုံးထဲမှာအရင်နှီးဆုံးတငယ်ချင်းလို့အောင်ပြောနေပါတယ်။ဒီအပိုင်းရဲ့နောက်ဆုံးမှာတော့အရေးကြီးတဲ့အချက်ကိုမင်းတို့မြင်အောင်ပါပါ။ဒါကဘာလဲဆိုတာသိချင်ရင်ဗီဒီယိုကိုအဆုံးထိကြည့်သွားပေးပါဦး။ပထမဆုံးဒီနေရာက ritual ပေါ်မှာတိစောက်ထားတာပါ။ဒါကဘာလို့ရမလဲဆိုတာချက်ဘယ်လိုလုပ်ရမလဲဆိုတာအပေါ်မှာပဲမူတည်ပါတယ်။ဆိုဖီယာကဂျိန်းနဲ့တဗီတာကအယိုးတွေကိုတူးဖို့ချင်နေတာလို့ပြောပါတယ်။ ritual အရဆိုလို့ရှိရင်လူနှစ်ယောက်ကလိုင်ကိုထဲဆင်းသွားမှာဖြစ်ပြီးမှအဲ့ဒီဆင်းတဲ့နှစ်ယောက်ကဂျိန်းနဲ့တဗီတာဖြစ်ရမှာပဲ။ဒါပေမဲ့တဗီတာကမသွားချင်ပါဘူး။ဒီမှာတွေ့ရတဲ့ဆိုဖီယာရဲ့ပုံကလည်းနည်းနည်းစိုးရိမ်နေတဲ့ပုံပေါက်ပါတယ်။အဆောင်ကလည်းဒီမှာပြထားတာကလူနှစ်ယောက်လုံးဝင်နေဆိုတာပါ။ဘေးမှာဝိုင်းထားတဲ့တင်ဂီတာတွေကတည်သွားတဲ့ကလေးတွေပြနေပါတယ်။ဒါပေမဲ့ညာဖက်ကိုကြည့်မယ်ဆိုလို့ရှိရင်တကူတတိထားမိတာကကလေး9ယောက်ပဲရှိနေတာပါ။ဒါဆိုလို့ရှိရင်အဲ့ဒီအတိတ်ပဲကကလေးတယောက်ကလွတ်မြောက်ဖို့လုပ်ခဲ့ရလား။အရင်ကပြောခဲ့ရကဒီတန်ညာဆက်ဝင်ကြီးထဲမှာအမြဲရှင်းကြံခဲ့တဲ့ကလေးတယောက်ရှိခဲ့ပါတယ်။ပြီးတော့မိထင်တာကဒီတင်ဂီတာကတော့တစ်ပင်မော်နော်စီဇန်1မှာတော့ကတွေ့ခဲ့တဲ့ဂူထဲကဆွဲထားတဲ့ပုံနဲ့အရာဆိုလို့ရှိရင်မကောင်းဆိုးဝါးတွေပေါ့နော်။ဒါကိုတစ်တော်ပုံစံလိုမျိုးရေးချစ်ဆွဲခဲ့ရလား။မျိုးတိခဲ့ရကကလေးတွေကတစ်ပင်နေနဲ့ connection ရှိနေပါတယ်။သူတို့မသိခင်မှာသူတို့ရဲ့ကြံရှိခဲ့တဲ့မျောလင့်ချက်တွေကိုအမြင့်ထဲကိုအကုန်ထည့်ပေးခဲ့ရပါတယ်။အဲ့ဒီအမြင့်ကဂျိန်းနဲ့ခရစ်စတိုဖာတို့ကိုအမြဲနောက်ဆက်ခဲ့တဲ့တင်ကြီးတာပေါ့နော်။ဒါကြောင့်လည်းအဖြူအောင်တဲ့ကောင်လေးကတစ်ပင်တွေကိုကောက်ွယ်ပေးနေရဖြစ်ပါလိမ့်မယ်။အဲ့ကတစ်ပင်တင်ဂီတာဆိုတဲ့အရာကလည်းဝင်ထွက်လို့ရတဲ့တစ်ပင်ကိုစားပြရလည်းဖြစ်နိုင်ပါတယ်။ဒီ series အရဆိုလို့ရှိရင်အဲ့ဒီဝင်ထွက်လို့ရတဲ့တစ်ပင်က၄ပင်သာပြသေးရပေါ့နော်ပထမတစ်ပင်ကဆိုလို့ရှိရင်စီစီဝမ်တုန်းကဗီတာကြောက်တုံးကိုစမ်းတက်တာကိုလုပ်ခဲ့တဲ့အပင်မှာဒုတိယအပင်ကကြတော့ဂျူလီကိုကိုလိုနီအိမ်မှာတက်ခံရမယ့်အရေးကနေလွတ်မြောက်ဖို့တုံးတဲ့တစ်ပင်မှာတတိယတစ်ခုကတော့ voice ကိုမြေအောက်ကြောက်တုံးအချင်းခန်းကိုခေါ်သွားခဲ့တဲ့အပင်ဖြစ်ပြီးမှနောက်ဆုံးတစ်ခုကတော့ပလင်းတစ်ပင်မှာအန်ခူကလေးတွေကသူတို့ထပ်ပြီးကြကိုတင်ပြတော့ကအကုန်လုံးကထပ်ပြီးတာကိုလက်ညှိုးထိုးနေပြီးမှဒါနေလောက်ရမယ့်အရာလို့ပြောချင်နေတဲ့ပုံရပါတယ်ဂျိတ်နဲ့ထပ်ပြီးတာကအရင်ကတည်းကဒီကလေးတွေကိုကယ်ဖို့စူးစမ်းခဲ့တဲ့သူတွေပါဒါကြောင့်ဒီအသက်ပြန်သွင်းမဲ့ဟာကလည်းသူတို့နှစ်ယောက်လုံးဒီတာဝန်ကိုလုပ်ဖို့လိုပါတယ်နောက်ကျအဆောင်ဘေးကအရာကတော့หนีနဲ့လာပါကြည့်ရတာကနေ့ကင်းဘက်ကောင်းနိုင်ရင်ညဘက်မကောင်းနိုင်ရင်ဆက်ဆက်နေနိုင်ပါတယ်ဒါကြောင့်မကောင်းဆိုးဝါးတွေကညဘက်သာလာတက်တာလားပေါ့နော်ဒီဘိုင်းမှာပါတဲ့ဒုတိယအရေးကြီးဆုံးမေရိုရခဲ့တဲ့ဒမန်အီရဲလိုအကြောင်းကတော့သူတိတ်ပြီးသားလူတွေရဲ့ပုံစံကိုပဲယူနိုင်တာပါအေဂျင်ကဆိုဖီယာရဲ့1960နဲ့80ကြားအချိန်က Polaroid ပုံကိုတွေ့ခဲ့ပါတယ်။ဒါက Victor Di မြို့ကိုမရောက်သေးတဲ့အချိန်ဒါမှမဟုတ်လို့ရှိရင်မမိဖို့ရအရန်ငယ်သေးတဲ့အချိန်ဖြစ်လောက်ပါတယ်။ဒီပုံကဆိုဖီယာကြည့်ရလို့ရှိရင်မတက်ခံရခင်ကဆိုဖီယာအစ်စ်ပုံဖြစ်နိုင်ပါတယ်။ဒီတိတ်ပေကဒမန်အီရဲလိုပုံကလည်း1500မတိုင်ခင်ကတည်းကတည်သွားတဲ့လူရဲ့ပုံကိုယူထားလည်းဖြစ်နိုင်ပါသေးတယ်။ဒါဆိုလို့ရှိရင်မျိုးသူ့ရဲ့ပုံစံအစ်စ်မှန်ကိုမသိနိုင်သေးပါဘူး။ဒါဆိုရင်မေးစရာမေးခွန်းကအီတန်မြင်ခဲ့ရတဲ့ဂျင်ပုံကသူ့အဖေစစ်လားပေါ့နော်ဒါမှမဟုတ်လို့ရှိရင်တမန်အင်ရဲလိုကသူ့ပုံယူထားလားသူ့အဖေကလက်အော့ဂျီယာကိုရှာခိုင်းခဲ့ပါတယ်အဲ့ဒါနဲ့အိမ်မက်ဆိုးစာချက်ရုပ်တင်နဲ့လည်းစုံခဲ့ရပါသေးတယ်မိကတော့အဲ့ဒါသူ့အဖေအစ်စ်လို့အီတန်ယုံကြည်တယ်လို့ပဲယုံကြည်မိပါတယ်။ဘာလို့လဲဆိုတော့ပထမအချက်ကဒီရေကန်ကလက်အော့ဂျီယာဟုတ်လားမဟုတ်လားဆိုတာကိုမေတို့သိချာမသိရသေးပါဘူး။ဒုတိယအချက်ကဆိုဖီယာကဆာရာနဲ့အမရှိနေပါတယ်။တတိယအချက်ကဂျင်ပုံစံကြည့်ရနည်းနည်းကြောက်နေပုံရတယ်ပေါ့နော်။သူကတော်ထဲကိုပဲခဏခဏလမ်းကြည့်နေပြီးမှဒမန်အီရဲလို့ရောက်လာမှစိုးလို့လားပေါ့နော်။အဲ့ဒီနောက်မှာပျောက်သွားရတာကိုလည်းတွေ့ရပါတယ်။အကယ်၍လူအစ်စ်တာရောက်နေမယ်ဆိုလို့ရှိရင်ပျောက်ကွယ်သွားဖို့ခက်ပါလိမ့်မယ်။အေဂျင်ရဲ့ဓာတ်ပုံကနေဖြည့်ရှင်းချက်ကိုမီတို့ရှာရတော့မှာကိုဆိုဖီယာကအေဂျင့်ကိုငါကမင်းကိုဒါကိုမမြင်ပါစေနဲ့လို့ဆုတောင်းနေတဲ့အကြောင်းပြောပြီးမှသူ့ကိုထိလိုက်ပါတယ်။ဆိုဖီယာကဒီလိုထိတာကနေဘာတွေလုပ်နိုင်လဲဆိုလို့ရှိရင်သူမခရီးရဖုန်ကြီးဆိုတဲ့တယောက်ကိုလည်းလှုပ်ခဲ့တယ်လို့မျိုးတတ်စေနိုင်ပြီးမှမာရီယိုပြခဲ့တယ်လို့မျိုး vision အိမ်မက်ဆိုးတွေကိုလည်းပြပေးနိုင်ပါတယ်။ဒီနေရာမှာဆိုဖီယာကအေဂျင်ကိုတက်ပြီးမှသူ့ပုံလည်းယူနိုင်တော့ပါတယ်။မိချင်တာမြို့ကလေခါကျိုးကိုဆိုဖီယာဖျက်လိုက်တာကြောင့်မြို့ကလူတွေကဆိုဖီယာကိုမေခွန်းထုတ်လာပါလိမ့်မယ်။သူတို့ကအဲ့ဒါဆိုဖီယာမန်းသိလာပါလိမ့်မယ်။ဒါဆိုလို့ရှိရင်ဆိုဖီယာကဒါရီဖုံးကွယ်ဖို့ပုံစံအစ်စ်လိုလာနိုင်ပါတယ်။အဲချင်းပုံစံကတော့အစကတည်းကတခြားမြို့သားတွေနဲ့မတူဘဲနည်းနည်းကွဲပြားနေပါတယ်။သူကတခုခုကိုကြိုတီးရဲ့ပုံစံရှိပါတယ်။စီဇန်2တုန်းကလည်းဒီမြို့အကြောင်းကိုသူအိမ်မက်ခဲ့ပြီးမှအနေအများကြောင့်တတိပေးခဲ့ပါသေးတယ်။
ဒီကကီမိုနိုမိန်းမနဲ့တော့မဆိုင်ဘူးပေါ့နော်ဒါဆိုလို့ရှိရင်အေဂျင်ကဒါကိုကြော်လာနိုင်ဖို့အတွက်အစွမ်းနဲ့တစ်ခုခုလုပ်နိုင်မလားနောက်ပြီးတော့အတိတ်ကပတ်သက်ခဲ့ဘူးတဲ့မြို့ကလူကိုလှုပ်ပြနေတဲ့ဒမန်အီယေလိုရဲ့အစွမ်းနောက်တစ်ခုကိုထပ်တွေ့ရပါတယ်အဲ့ဒါကကလာရာပါကလာရာဆိုလို့ရှိရင်စီစီဝမ်ကလေးကကိုလိုနီအိမ်မှာနေခဲ့တဲ့သူပါသူဟာဆိုလို့ရှိရင်ဒီစီစဉ်အထိပါလာရဲဆိုကြတဲ့ကသူ့မှာလည်းထူးခြားချက်ရှိပါတယ်ဘာလို့လဲဆိုတော့ဆိုဖီယာကမင်းဒီနေရာကိုရောက်လာတော့သူတို့အပေးယူလုပ်ခဲ့ရဆိုတဲ့အကြောင်းကိုပြောပါတယ်အတိတ်ဘယ်ကဒမန်အီယေလိုကဒီ front series ရဲ့ပထမအပိုင်းကလေးကတခြားပုံစံနဲ့မြို့ကိုလာဖြစ်နိုင်ပါတယ်ဒါကဆိုဖီယာကသူ့ရဲ့မျက်လုံးကိုအမဲအောင်ပြောင်းပြီးမှအရင်ကကလာရာနဲ့အပေးယူလုပ်တုံးကပုံစံကိုလုပ်ပြလိုက်တာပါဒီပုံကဘ ᱹ ပုံနဲ့လုပ်ခဲ့ရလဲဆိုတာကိုမယုံမသိနိုင်ပါဘူးဒါကစီစီဝမ်တုံးကမယုံမမြင်ဘူးတဲ့ပုံလားဒါမှမဟုတ်လို့ရှိရင်စီစီဝမ်တုံးကတည်ခဲ့တဲ့သူလားပေါ့နော်မရအစတုန်းကတယ်လီကိုဒမန်အီရဲလို့ထင်ခဲ့ပါသေးတယ်ဒါပေမဲ့သူကစီဇန်2အထိမရောက်လာခဲ့သေးပါဘူးဆိုဖီယာရဲ့သဘောတူညီချက်ကရှင်းပါတယ်ကလာရာကသူ့ကိုကူညီမှန်ဆိုလို့ရှိရင်သူကလည်းကလာရာကိုအိမ်ပြန်ပို့ပေးမှဖြစ်ပါတယ်ဒါပေမဲ့ဒမန်အီရဲလို့ကတကယ်ရောအိမ်ပြန်ပို့ပေးနိုင်တဲ့အစွမ်းရှိလို့လားမရောမထင်ပါဘူးသူပြောတဲ့အရာအားလုံးကစိတ်ကို manipulate လုပ်ဖို့ပါပဲမရောတိခဲ့ရကဒီ series မှာတကယ်တော့ကဘာအစ်စ်ကိုပြန်ပို့ပေးနိုင်တဲ့ character က The Boy in White ဆိုတဲ့အဖြူရောင်တဲ့ကောင်လေးတယောက်ပဲရှိပါသေးတယ်ထပ်ပြီးတာကိုမိပြတိုက်ပေါ်ကနေတွန်းချခဲ့တာပါအယိုးကိုတူးဖို့အစီအစဉ်ကို Voice က180ဒီဂရီလောက်ပြီးမှအယိုးတွေကိုတူးနိုင်ဖို့လုပ်ပါတယ်အရင်အပိုင်းတော့ကသူ့ရဲ့တည်ဆုံးနေတဲ့ဇနီးကိုတွေးခဲ့ပြီးမှ Father Catherine ရဲ့ဝိညာဉ်ကလည်းလာပြီးသူ့ကိုတစ်ခုခုလုပ်ဖို့ပြောပါတယ်ဒီအပိုင်းမှာတော့ထပ်ပြီးတာကဒမန်အိရဲလိုကအစ်စ်ဆိုတာရဲ့သူကဂျင်ကိုတတ်ခဲ့ပြီးမှနေ့လည်ခင်းလဲမြို့တွေကိုသွားလာနေရကိုပြောလိုက်တော့ဒီအစီအစဉ်ကိုလုပ်ဖို့သဘောတူလိုက်ပါတယ်ဒါဆိုလို့ရှိရင်မနှက်ပြန်မနှက်ကြရင်သူတို့ကအယိုးတွေကိုတူးဖို့သွားပါလိမ့်မယ်ဒါကသူတို့တွေရဲ့ဘဝကိုစသေးနိုင်နေဆိုရင်တော့မှပါဖာတီမာကတော့သူကမကောင်းဆိုးဝါကိုမွေးပြီးကလေးကစပင်နေလဲကျွတ်နေရကိုတွေ့ရပြီးမှသူ့ပုံစံတစ်ခုခုကိုပြောင်းသွားမလားပေါ့နော်အရင်အပိုင်းနှုန်းကခရစ်စတီကသူမရဲ့နှလုံးခုန်တုံးကပုံမှန်မဟုတ်တာကိုလည်းပြောခဲ့ပါသေးတယ်ဒီအကျိုးဆက်ကသူခန်နီကိုစမိုင်နီတိုက်ခိုက်တာကနေကယ်ပြီးမှဖြစ်လာတာပါကြည့်ရတာသူကပုံတစ်ခုဝယ်ပြောင်းသွားမလားပေါ့နော်ပထမ theory အနေနဲ့ကသူကဂိုလန်ပုံပြောင်းသွားမလားပေါ့နော်သူမအချိန်ချင်းဖော်ပြခဲ့တယ်လို့ပါပဲဂိုလန်ကမကောင်းဆိုးဝါးရန်ကနေကာကွယ်နိုင်ခဲ့ပြီးမှကြောက်တုံးနဲ့လှုပ်ထားတာဖြစ်လို့သူ့မှာသွေးခုန်တုံးနဲ့မရှိနိုင်ပါဘူးအဲ့ပုံကိုများတဖြည်းဖြည်းပြောင်းသွားနိုင်မလားပေါ့နော်နောက်ထပ် theory တစ်ခုကသူကမကောင်းဆိုးဝါးပုံအဖြစ်ပြောင်းသွားနိုင်မလားဒါကတော့အတိအကျမသိရသေးပါဘူးမေတို့မသိသေးတာကဒီမကောင်းဆိုးဝါးတွေကိုဘယ်လို create လုပ်လဲဆိုတာပါအကုန်လုံးက smiley လိုပဲမွေးဖွားလာကြရလားဒါဆိုဆိုဖီယာရဲ့ Fatima ကိုလုံးမယ် plan ဆိုတာကဘာလဲမေတို့သိနိုင်မလားဆိုဖီယာက Clara နဲ့တွေးဖလှယ်လိုက်တာကိုတွေ့ရပြီးမှနောက်ပိုင်းမှာ Clara ကသူ့ရဲ့သွေးကို Fatima တောက်ဖို့အတွက်ရင်နွေးတက်ဘူးတဲ့ထည့်ပေးလိုက်ပါတယ်သွေးလဲပြောင်းမှုကိုမေတို့ဒီဘိုင်းမှာမြင်ခဲ့ရမှာမဟုတ်ဘူးပေါ့နော်စီစဉ်2မှာတုန်းကမာတင်ကသူ့သွေးကို voice စီကိုလွှဲပေးပြီးမှငါ့သွေးကနင့်သွေးဖြစ်သွားပြီလို့လည်းပြောခဲ့ပါသေးတယ်အဲ့ဒါနဲ့ voice ရဲ့ကိုယ်ထဲရောက်သွားပြီးမှနောက်တော့ smiley ကိုတတ်ခဲ့ပါတယ်ဒီလိုပုံစံအရဆိုလို့ရှိရင်ဒါက Fatima ကိုတတ်ဖို့ကြိုးစားနေရလားပေါ့နော်ဒါဆိုလို့ရှိရင် Fatima ကမကောင်းဆိုးဝါးအဖြစ်ပြောင်းသွားနိုင်တာလည်းဖြစ်နိုင်ပါတယ်ဒါဆိုရင်ဘာလို့ဆိုဖီယာကမကောင်းဆိုးဝါးအဖြစ်ပြောင်းသွားမယ်ဆိုလို့ရှိရင်အဲ့ဒီမကောင်းဆိုးဝါးကိုဘာလို့တတ်ချင်တာလဲဒီမှာဆိုရင်အများကြီးမသိရသေးတဲ့ဟာတွေလည်းရှိပါတယ်။ဖာတီမာကတော့ကောင်းတဲ့မကောင်းဆိုးရအဖြစ်များပြောင်းသွားနိုင်မလား။ဒါပေမဲ့မေချင်တာတော့ဆိုဖီယာကဖာတီမာဘာဖြစ်သွားမလဲဆိုတာကိုသူကောင်းသိနိုင်လောက်ပါတယ်။နောက်ထပ် theory တစ်ခုကတော့ဖာတီမာကကီမိုနိုမကောင်းဆိုးရအဖြစ်ပြောင်းသွားမှာပါ။အဲ့ဒီမကောင်းဆိုးရကတခြားမကောင်းဆိုးရတွေနဲ့မတူဘဲနဲ့နေ့မှလည်းပေါ်လာနိုင်ပါတယ်။ဒီ theory ဒါမှန်ခဲ့မယ်ဆိုလို့ရှိရင်ကီမိုနိုအမျိုးသမီးကအဲဂျင်ကိုချဲလဲပြီးမှသူမရဲ့ပြန်ပေးဆွဲမှုကိုလောက်ခိုင်းခဲ့ရတာဘာလို့လဲဆိုတော့နောက်ဆုံးမှာဖာတီမာကကီမိုနိုနဲ့အမျိုးသမီးဖြစ်လာနိုင်လို့ပါနည်းနည်းရှုပ်ထွေးရဲဆိုတာမျိုးသိပါတယ်ပြီးတော့မေတို့ဒီအပိုင်းရဲ့အနောက်မှာဆိုလို့ရှိရင်ဖာတီမာအပြင်းထန်နာကျင်မှုကိုခံစားရပြီးမှဒါကအဲ့ဒါတောက်လိုက်တာကနေစရလည်းဖြစ်နိုင်ပါတယ်ဒီမှာစိတ်ဝင်စားစရာကောင်းတဲ့တစ်ခုကဖာတီမာနဲ့အတူထားတဲ့အလင်းရောင်တဲ့ကြီးကန်းတွေပါကြီးကန်းတွေကမြို့ထဲကိုလူသိရောက်လာလို့ရှိရင်ပေါ်လာတတ်ပါတယ်သူတို့တွေကဂျင်နဲ့ဖာစတာရဲ့ဇာဗနာမှာလည်းနောက်ဆက်ခဲ့ပြီးမှစီစဉ်ကျူးရုံးကလည်းဖာတီမာကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါသေးတယ်။နဲ့တွေအကြောင်းပြောရမယ်ဆိုလို့ရှိရင်ဆိုဖီယာအခန်းထဲကကလေရာရဲ့နောက်မှာတွေ့ပကြီးကားကလည်းစီးရုံကဟင်နရီဗီရှင်ထဲမှာမြင်ခဲ့ရတဲ့ပကြီးကားနဲ့တပုံစံနေပါပဲ။ဒီအပိုင်းမှာတော့တိတ်လွန်စာကြီးတော်တော်များရပေါ့နော်။ဆိုဖီယာကဟင်နရီကို manipulate လုပ်ပြီးမှဒီနေရာမှာလည်းလက်ပြတွေကိုတွေ့ရပါသေးတယ်။ဒွန်နာကတော့ဒီဘိုင်းမှာအယိုးတွေကိုရရင်ဘာလုပ်မှလဲဆိုမှမေးခွန်းထုတ်တာကိုတွေ့ရပါတယ်သူတို့ကပုံမှန်အတိုင်းပဲအိမ်ပြန်သွားနိုင်မှာလားမေကတော့သူတို့ကိုဒီအစီအစဉ်ကိုအချိန်ယူပြီးလှုပ်စီချင်ပေမဲ့ဒီ series က script ရေးရတဲ့သူတွေကဒမန်အီရေလိုရဲ့ချင်းချောက်တာကိုထည့်ထားပြီးရဲ့နောက်မှာသူတို့ဒီအပိုင်းကိုမြင်မြန်ထည့်တဲ့နေထင်လို့ရိုက်ကူထားရလို့ချင်ပါတယ်
Henry story line ကတော့အရင်အပိုင်းမှာဆရာဝန်မကတကယ်ကပအစ်စ်ကိုသွားမယ်ဆိုလို့ရှိရင်ဒီမျိုးကနေလွမြောက်ဖို့အတွက်တစ်ခုခုတော့မယ်ဆိုတာပြောထားပါတယ်။ဖက်တီရဲ့တန်ရာကတက်တာပုံရပြီးမှခုတ်ကီတွေလုပ်နေပါတယ်။ဒီအခန်းကတော့ကိုလိုနီအိမ်ရဲ့အလယ်မှာလက်ပတ်နေအမြင်ရှိရလို့ Henry တွေ့ရနေစပါတယ်။ဒီမျိုးရဲ့အရာအလုံးကအသိပယ်မရှိနေပါဘူး။ Henry ကဒီကဘာကိုအတူရောင်လို့ယုံကြည်လာလို့ရှိရင်သူလုပ်ရမယ့်အရာကိုလုပ်ဖို့အတွက်တတိရှိလာမှာပါ။နောက်ဆိုအပိုင်းမှာဘာကပိုအသိပယ်ရှိလေသူကအက်ဆစ်တွေကြောင့်ကိုမဝင်သွားလားဒါမှမဟုတ်လို့ရှိရင်ညကြရင်မကောင်းဆိုးဝါးတွေထွက်လာတတ်တဲ့မြို့ကိုရောက်နေရလားလို့မေးပါတယ်။အဲ့ဖီရှင်တွေကဗစ်တာကလေမြို့ကဗစ်တာကအစ်စ်မဟုတ်ချောင်ပြောပါတယ်။ဒါဆိုလို့ရှိရင်ဟင်နရီကလွတ်မြောက်ဖို့အတွက်သူ့ကိုတတ်နိုင်လောက်မလား။ပြီးတော့ဒီမှာပြထားတဲ့ TV ကလည်းတစ်တော်ကြီးကိုပဲပြထားပါတယ်။ဒီအပိုင်းရဲ့နောက်မှာဆိုလို့ရှိရင်ဗစ်တာကပလင်းတစ်ပင်ကိုခုတ်လဲဖို့စူးစမ်းနေတဲ့သူတွေကိုတားဖို့စူးစမ်းလို့ဖမ်းခံလိုက်ရပါတယ်။ Season 3မှာဗစ်တာကအဲ့ဒီတစ်ပင်ကိုခုတ်လဲဖို့စူးစမ်းခဲ့တာကိုအဖြူအောင်နဲ့ကောင်လေးကတားခဲ့ပါတယ်။အဲ့ဒီကောင်လေးကဗစ်တာကိုနှစ်ပေါင်းများစွာဘလို့ရှင်ကြမ်းမလဲဆိုတာကိုကူညီပေးခဲ့ပါတယ်။ဒါကြောင့်ဗစ်တာကသူ့ကိုယုံခဲ့ပါတယ်။အဲ့ဒီကောင်လေးကတစ်ပင်ကအရေးကြီးရဲ့ဆိုတာကိုလည်းပြောခဲ့ပါသေးတယ်။ပြီးတော့ဗစ်တာကိုထောင်ထဲထည့်လိုက်ပါတယ်။ဒီလိုထောင်ထဲထည့်တာကလည်းအကယ်၍ဟင်နရီကဗစ်တာကိုတတ်မယ်ဆိုလို့ရှိရင်တော့တက်ရခတ်လောက်ပါတယ်။မြို့ကလူတွေကဒီမစ်ရှင်ပေါ်မှာအားလုံးအာရုံစိုက်နေကြပြီးမှဗစ်တာကတော့ဖန်ခံထားရတော့ဘာမှတိတ်ဝင်မပါနိုင်ပါဘူး။ချက်ပီတာကအီတန်နဲ့ဂျူလီကိုတမန်အီရဲ့လိုရဲ့အိမ်ကိုလာတဲ့အကြောင်းကိုပြောပါတယ်။ဂျူလီကသူ့အမေစကားကိုနားထောင်ရပြပန်းနေပြီးမှမြို့ကလူတွေတေခဲ့ရတယ်လို့မျိုးတေမှာစိုးရိမ်နေပါတယ်။အင်ဂျင်ပြောခဲ့တယ်လို့မျိုးပဲဒီနေရာကအလိမ်ညာတွေအများကြီးရှိလို့အမှန်တရားကဘယ်ဟာလဲဆိုတာကိုပါယုံဖို့ခက်လာမယ်လို့ပြောခဲ့ပါတယ်။အီတန်ကတော့သူ့အမေကိုယုံပြီးမှမကြောက်ဖို့ပြောပါတယ်။ဂျူလီလည်းနောက်ပိုင်းကြလို့ရှိရင်တော့သူစိတ်ပြန်ပြောင်းသွားမှာပေါ့နော်။စီဇန်3အဆုံးမှာပြခဲ့တဲ့သူ့အဖေကိုကယ်ဖို့သွားခဲ့ရဆိုရင်နောက်ဆုံးသူမရဲ့ဘုတ်မတ်တီအိုရီကအလလုတ်သွားခဲ့တဲ့အခြေအနေဖြစ်ပါလိမ့်မယ်။ဒါပေမဲ့အီတန်နဲ့မန်အီရဲ့လို့ပြောခဲ့တဲ့စကားအရဆိုလို့ရှိရင်ဒီအခန်းတွေကသွားလို့ရပေမဲ့ပြောင်းလဲလို့မရဘူးဆိုတာပါ။ဒီဘိုင်းမှာဗစ်တာကသူ့အမေနဲ့ညီမရဲ့တင်ချိုင်းကိုသွားလိုက်ခဲ့ပါတယ်။ထပ်ပြီးတာကသူ့အမေဖြစ်ပြန်ဝင်စားရဲဆိုလို့ရှိရင်အဲ့ဒီတင်ချိုင်းမှာသူ့အမေဝိညာဉ်ရှိမနေတော့ပါဘူး။ဒါဆိုလို့ရှိရင်အယ်လိုဝီကရောမိကအယ်လိုဝီအသက်ရှင်နေသေးတယ်လို့ယုံပါတယ်။အီတန်ကဗစ်တာမီရန်ဒါကထပ်ပြီးတာဆိုလို့ရှိရင်ဂျူလီကလည်းအယ်လိုဝီဖြစ်နေနိုင်ပါတယ်။ဒါဆိုလို့ရှိရင်အယ်လိုဝီကရော story walking လုပ်နိုင်တာလား။မင်းတို့မြင်ရတဲ့အယ်လိုဝီကသူ့ရဲ့အမေဖြစ်သူအသက်ခံရမယ့်ညကြီးမှာအပြင်ကိုပြေးထွက်သွားတာတွေ့ခဲ့ရပေမဲ့သူမဘာဖြစ်သွားလဲဆိုတာကိုမသိရသေးပါဘူး။မိချင်တာကအယ်လိုဝီကနောက်ပိုင်းဒါမှမဟုတ်လို့ရှိရင်နောက်စီစဉ်အစပိုင်းမှာပါပြန်ပေါ်လာမယ်လို့ထင်ပါတယ်။အဲ့ဒီအချိန်မှာ story walking လောက်တာရော bookmark လောက်တဲ့နေပါပြန်တင်ပေးနိုင်မလားမသိဘူးပေါ့နော်။ Voice ကဂျီဆော့ကိုမြို့ကိုကယ်တင်ပေးဖို့ပြောနေပါတယ်။အဲ့ဒီအချိန်မှာဆာရာကရောက်လာပါတယ်။အရင်စီစဉ်တုန်းကဆာရာကဖာဂျီမှာပျောက်တာကိုတိသွားတော့သူမရဲ့ခေါင်းထဲမှာရေတံတွေကိုလည်းကြားခဲ့ရပါသေးတယ်။ Voice ကမကယ်နိုင်ပေမဲ့သူတို့ကတကယ်အစ်စ်တော့ကယ်နိုင်ခဲ့ပါတယ်။ဒါမဲ့ Smiley ကိုမမွေးဖို့မကယ်နိုင်ခဲ့တယ်လို့မျိုးသူ့ရဲ့ခန္ဓာကိုယ်မှာလည်းဖြစ်လာရတွေကိုလည်းမသားနိုင်ဘူးလို့ထင်ပါတယ်။ဒီစီစဉ်အစပိုင်းမှာဆိုလို့ရှိရင်ဆာရာကအဲ့အတန်တွေကိုပြန်ကြားနေရပါတယ်။ Voice ကဆာရာကိုမစ်ရှင်မှာကူညီဖို့အကြောင်းပြောတာကြည့်ရတာပေါ့နော်။နောက်ပိုင်းကျလို့ရှိရင်ဆာရာရဲ့စိတ်ကိုဆိုဖီယာကဝင်နောက်ရှက်နိုင်ပါတယ်။အယိုးကိုတူးယူမဲ့အစီအစဉ်ကတကယ်တော့ရိုးရှင်းပါရဲ့ဂျိန်းနဲ့ထပ်ပြီးတဲ့ကလန်ကောင်းထက်ရအယိုးတွေကိုတူးမဲ့ပြီးရနဲ့ပလင်းတစ်ပင်အပေါ်ကနေပြီးတော့ထွက်လာခဲ့ပါမယ်။သူတို့မှဂျင်လောက်ခဲ့တဲ့ရေဒီယိုရှိနေပါတယ်။ဒါကအပေါ်နဲ့လိုင်ကောင်းနဲ့ကိုဆက်သွယ်ဖို့ပါ။သူတို့ကလိုင်ကောင်းထဲမှာမကောင်းဆိုးဝါးတွေဝင်မလာအောင်ပိတ်ပြီးမှယူလာတဲ့အဆောင်တွေကိုထိတ်ထားပါတယ်။ဒါပေမဲ့စဉ်းစားစရာကဂျိန်းနဲ့ထပ်ပြီးတာကကိုလိုနီအိမ်အောက်ကတကားကနေမသွားဘဲနဲ့တောထဲကနေသွားတာကိုတွေ့ရပါတယ်။ဒါဆိုလို့ရှိရင်အဲ့ဒီကိုလိုနီအိမ်ကတကားကမတုံးဘူးဆိုလို့ရှိရင်ဘာလို့ဖို့ထားရလဲစဉ်းစားစရာပါပဲ။ဒါဆိုရင်ဒီတကားကနောက်ဆုံးအပိုင်းဖိုင်နေကြရင်ရောသုံးနိုင်မလားဆိုတာမသိရသေးပါဘူး။ဒါမှမဟုတ်တဲရက်ကများအဲ့တကားကနေဂျိန်းနဲ့ထပ်ပြီးတာကိုသွားခဲ့နိုင်မလားဒါမှမဟုတ်ဆိုဖီယာလုံနေတဲ့ဂျိုးကနေလားဆိုဖီယာကပြက်နေတဲ့ Jukebox ကနေတချင်းဖွင့်နေတာကိုတွေ့ရပြီးမှအဲ့ဒီတချင်းက Jason Brain ရဲ့1982က My Eyes ဆိုတဲ့တချင်းမှာသူ့စာသားဆိုလို့ရှိရင်သူကဆရာဝန်ကိုသူမျက်လုံးထဲကနေမြင်ရတာကနှစ်တွေကြာပြီးမှသူဒီအိမ်မက်ကနေနိုးထောက်ဖို့စောင့်နေရတယ်လို့လည်းပြောပါတယ်။ဒါကဟင်နရီရဲ့အကြောင်းနဲ့နည်းနည်းတူပါတယ်။မီရိုအေဂျင်ကိုဆိုဖီယာဘာမှမလုပ်ခင်တော့ကဆိုဖီယာလေကိုကိုင်းနေအောင်လဲတွေ့ရပြီးမှမြို့ထဲမှာလည်းလေရီရှိနေနိုင်ပါတယ်ဒီလီက voice ရဲ့မိမကသူ့ကိုမြို့မရောက်ခင်တုန်းကလည်းလေတစည်းပေးခဲ့ပါသေးတယ်အဲဒီနောက်မှာဂျိန်းနဲ့ထပ်ပီတာကလည်းပေါက်သူတွေယူသွားပြီးမှအယိုးတွေသူဖို့ဖို့တက်သွားလိုက်ပါတယ်မြို့ကသူတွေကလည်းပလင်းတစ်ပင်ကိုခုတ်လဲဖို့အတွက်စူးစမ်းနေကြပါတယ်ထပ်ပီတာနဲ့ဂျိတ်ကဝင်ပေါက်ကိုပိတ်ပြီးမှအဆောင်နဲ့ပိတ်လိုက်ပါတယ်ဒါကတကယ်ရောအလုပ်လုပ်နိုင်မှာလားဂျိန်းနဲ့ထပ်ပီတာကတူးရင်းနဲ့သူတို့အယိုးတွေကိုမြုပ်ထားတဲ့ကြောက်တော်အခေါင်းယူရှာတွေ့ပါတယ်
Voice နဲ့တခြားသူတွေကတစ်ပင်တွေကိုဆွဲနှုတ်နိုင်မလားစီစဉ်3ခုလုံးက final အတွက်ထူးဆန်းတဲ့အသွေးတွေကိုထားခဲ့လေးရှိပါတယ်။ဒါဆိုလို့ရှိရင်နောက်လာမယ့် final အပိုင်းကရောပါထူးခြားချက်တွေပါလာမယ်။မျိုးစောင့်ကြည့်ရမှာပါ။အခုကြည့်နေတဲ့သူတွေရောဒီအပိုင်းအပေါ်မှာဘယ်လိုထင်ကြလဲ။ထင်တဲ့ဟာကို comment လေးမှာချရေးသွားပြီးရပါတယ်။နောက်အပိုင်းကြလို့ရှိရင်လည်းဒီလိုမျိုး breakdown လေးလုပ်ပြီးသွားမှာမလို့ channel လေးကို like and subscribe လုပ်ထားပေးပါအောင်။